မင်္ဂလာပါရှင် Our Kitchen Story ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တော့စားသလောက်ဝိမတက်ပဲအသားတွေကိုပါကြီးလင်စေမဲ့ငါးအသားလွာနုနုအေးအေးလေးနဲ့အသီးရွက်ဒီရဲ့အချိုဓာတ်ကိုစီနည်းနည်းနဲ့အားရှိအောင်ဘယ်လိုကြော်မလဲဆိုတာမျှဝေပေးတော့မှာပါငါးအသားကနူးညံ့ပြီးအသီးရွက်တွေကလည်းလက်ဆက်ကြွက်ရွက်နေမဲ့အကျဉ်မိနစ်30အတွင်းမှာပဲအပီးချက်နိုင်မဲ့ဟင်းတစ်ခွက်ပါရှင့်အရင်ဆုံးအမွေးအကြိုင်တွေပြင်ဆင်ရအောင်ကြက်သွန်ဖြူနှမွားကိုညက်နေအောင်တောက်ဆင်ထားပြီးဂျင်းလေးပြားလီးထားပါကြက်သွန်မြစ်ကိုတော့အယိုးပိုင်းကိုအတုံးသေးသေးလီးပြီးအရွက်ပိုင်းကိုနှစ်လက်မခန့်အရှည်လေးတွေလီးထားပေးပါအသီးရွက်အတွက်တော့တရုတ်နန္နာအကြီးကိုအမြင်လေးတွေလီးပြီးကင်းပုံဇူခီနီကိုတော့အချက်လေးတွေလီးထားပါရှင်မိမိနဲ့တရာတခြားအသီးရွက်တွေကိုလည်းသုံးနိုင်ပါတယ်နော်ဒီနေ့ဟင်းချက်ဖို့အတွက် cod ငါးသားလွာကိုသုံးထားပါတယ်။အသားဖြူငါအမျိုးအစားမဆိုသုံးလို့ရပါတယ်ရှင်။ငါးကို stir fry လုပ်တဲ့အခါကြေမသွားစေဖို့နှစ်လက်မခန့်အတုံးကြီးကြီးလေးတွေတုံးပေးပါ။ပြီးရင်စားငရုတ်ခေါင်းမုံတို့နဲ့နယ်ပြီးပြောင်းဘူးမုံခပ်ပပလေးထည့်မွေထားလိုက်ပါ။ပြောင်းဘူးမုံကငါးကြော်တဲ့အခါအပြင်သားလေးကိုတင်းတင်းလေးဖြည့်စေပါတယ်။ sauce အဖို့ကတော့အငန်ဓာတ်မပါတဲ့ကြက်ပြုတ်ရည်ထဲမှာပြောင်းဘူးမုံအနှဲငယ်ထည့်ပြီးဖြော်ထားပေးပါရှင်။အခုစချက်ကြမယ်နော်တဲအိုးကိုမီးအလဲအသက်နဲ့အပူပေးစီပူလာရင်စားနဲ့နီယူခေါင်းအနှဲငယ်စီထည့်ပြီးတရုတ်နနာနဲ့ကင်းပုံဒီကိုအရင်ကြော်ပါအသီးရွက်တွေနွမ်းမသွားအောင်မီနစ်3မိနစ်ခန့်ပဲခက်မြန်မြန်လေးကြော်ပြီးရင်ဆယ်ထုတ်ထားလိုက်ပါပြီးရင်ဒဲအိုးထဲစီနည်းနည်းထပ်ထည့်ပြီးငါးဒီကိုစီထဲကအောက်ခြေလေးတွေရွှေညူရောက်တန်းလာတဲ့အထိကြော်ပေးပါငါးကိုတစ်ဖက်လှန်တဲ့အခါကြက်သွန်မြင့်အယိုးလေးတွေထည့်ပြီးအနက်မွှေးအောင်အတူတူကြော်ပေးပါငါးထဲကိုခရင်းနေထိုးကြည့်လို့အလွဲတကူထိုးဖောက်သွားပြီဆိုရင်တော့ငါးကြက်ပြီထီလို့ခဏစေထောက်လိုက်ပါရှင်ဒဲအိုးထဲကကြံတဲ့စီလေးနဲ့ဂျင်းပြားပြီကိုစီတတ်ပြီးရင်ကြက်သွန်ဖြူထည့်ပြီးအနက်မွှေးလာအောင်မှွေပေးပါပြီးမှဖြော်ထားတဲ့ကြက်ဖြူရည်နဲ့ပြောင်းပူးမုံအရည်ကိုလောင်းထည့်ပြီးမီးလျှော်ထားလိုက်ပါ sauce အရည်လေးပွက်ဆူပြီးပြစ်လာပြီဆိုရင်တော့ပဲငပိပြာရည်ပဲငပိအနောက်နဲ့တကြားအနှင်းငယ်တို့ထည့်ပြီးအရသာသွင်းပါငရုတ်ခေါင်းဖြူမုံနဲ့နှမန်းစီလေးတစ်ဆက်နှစ်ဆက်လောက်စမ်းပေးဖို့လည်းမမိနဲ့အောင်နော်နောက်ဆုံးအဆင့်အညီနဲ့ကြော်ထားတဲ့အသီးအရွက်တွေနဲ့ကြက်သွန်မိတ်အရွက်ပိုင်းတွေကိုပြန်ထည့်ပြီး sauce နဲ့တမအောင်ဝှေပါပြီးမှကြော်ထားတဲ့ငါးတွေကိုပြန်ထည့်ပြီးငါးသားတွေမကြေသွားစီကိုခတ်ဖဖားလေးပဲနယ်ချက်ပေးလိုက်ရုံပါပဲဒါဆိုရင်တော့ငါးသားလေးကနိုးဤပြီးအသီးအရွက်တွေကကြွက်လေးနဲ့အရသာရှိလာတဲ့ငါးအသီးအရွက်စီတလီရရှိပြီဖြစ်ပါတယ်။ထမင်းမြိန်စီမင်းဟင်းတစ်ခွက်မို့လို့အိမ်မှာချက်ကြည့်ဖို့တိုက်တွန်းပါစီရှင်။ဗီဒီယိုလေးကအသုံးဝင်တဲ့ဆိုရင် like နဲ့ share လို့ပေးဖို့မမိနဲ့အောင်နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အစီအစဉ်သစ်မှာပြန်တွေ့ကြမယ်နော်။အားလုံးပဲနေ့တိုင်းပျော်ရွှင်ကြပါစေရှင်။